က်ရင်မွေးလာတယ်ဟုတ်တယ်တယောက်ရင်မွေးလေဒဏ္ဍာရီလာတယောက်နတ်ဖျားမှာနူအောင်အစွဲပြုတ်ပြီးထုတ်ထားတဲ့ရင်မွေးပဲအဲ့နတ်ဖျားမှာရန်အောင်မှာတကိုးကြီးအစွမ်းထက်ပြီးရှေးကြရဲဆိုပြီးခံယူလာတယ်ဒဏ္ဍာရီထဲမှာဆိုဘယ်လိုတောင်ရေးထားလဲဆိုတော့ Creator of God လူသားတွေကိုရှုံးနဲ့စပြီးဖန်ဆင်းထားရလို့ပါရေးသားထားတာပေါ့နော်ဒီလိုအစွမ်းထက်တဲ့နတ်ဖျားကိုအစွဲပြုတ်ပြီးထုတ်ထားတဲ့ရင်မွေးဆိုတော့လုံးဝနူးညံ့တိမ်မွေ့နေပြီးတော့အစွမ်းထက်တဲ့ဆိုတဲ့ခံစားချက်မျိုးရလိမ့်မယ်ဒီရင်မွေးကိုဖန်တီးထားတဲ့ Roger Duff ဆိုတဲ့ပညာရှင်ကလည်းလုံးဝ master perfumer နော်သူထုတ်လိုက်တဲ့ရင်မွေးတိုင်းဟာ high ingredient တွေပဲသုံးထားတာ cheap ingredient တွေသုံးထားလို့ရှိရင်အဲ့ဒါသူ့ရဲ့အလုံးမဟုတ်ဘူးလို့ပါပြောထားရလို့နော်သူ့မှာသုံးထားတဲ့ဒီကြောက်တွေကိုကြည့်လိုက်ဒါ Swarovski ဆိုတဲ့ကြောက်တွေကိုဒီကောင်ကလက်တွေနဲ့ခြယ်ထားနော်ဒီကောင်ကြည့်လိုက်တေချာကြည့်လိုက်တွေ့လားတစ်ဖြက်ဖြက်နဲ့လက်နေတွေ့လားတစ်ဖြက်ဖြက်နဲ့လက်နေတာပတ်စံရှိရဲ့လူတွေတို့ရဲ့အင်ကြီးတွေမျက်မှန်တွေနာရီတွေခပ်ပတ်တွေမှာဒီကောင်ကိုခြယ်တယ်နော်အဲ့တော့ဒီကောင်ရဲ့အနံ့ပုံစံကဘယ်လိုရှိမလဲဆိုတော့လုံးဝရိုးရိုးရှင်းရှင်းလေးပဲ citrus ရဲ့ floral ကိုအချိုးကျကျပေါင်းဆက်ထားတာတိတ်မွေ့လေးပဲလုံးဝနူးညံ့လေးပဲရွှေပြည်နန်းလားတနခါလေးအဲ့လိုဘူးလေးအဲ့ဘူးကိုနည်းနည်းလေးချင့်နေအနံ့ပုံစံမျိုးလေးရလိမ့်မယ်နော်ဒါ China exclusive တော့မဟုတ်ဘူးတရုတ်လူမျိုးတွေထုတ်ထားပေးတယ်ဆိုရင် worldwide မှာဝယ်လို့ရတယ်ဒါပေမဲ့ limited stock ပေါ့နော်ဝယ်ချင်တိုင်းတော့ဝယ်လို့မရဘူးဒီကောင် discount နဲ့မျိုးဖြစ်သွားပြီလေကြားရင်နော်ဆိုတော့မရောင်းပေးတော့ပါဘူးရှင်း